ဆက်တောင်တော်ပြနော်အဲ့တော့ပောရိတာရဇတ်နော်အဲ့တော့မိကောင်းဆွေကောင်းစာဖွေပေါင်းနော်အဲ့တော့လောကကြီးမှာမိကောင်းဟာအင်မတန်မှအရေးကြီးတယ်နော်အဲ့တော့မိကောင်းရှိလို့ရှိရင်အကျိုးအလုံးကိုပြီးစေနိုင်တယ်တဲ့နော်အကျိုးအလုံးကိုပြီးစေနိုင်တယ်ဦးဇင်းတို့အခုဗျမရမင်းသားဖြစ်တဲ့နော်ပောရိတာရဒီပောရိတာရဟာနောက်ဆုံးတော့ဘာဖြစ်သွားလဲဆိုတော့တိုင်းပြည်ကနေနှင်ထုတ်ရတဲ့ဒီနော်ဆင်ရောက်သွားအဲ့တော့ယတတဏဟာအင်မတန်မှကြောက်ဖို့ကောင်းတယ်ဦးဇင်းတို့950ဇတ်တီထဲမှာလည်းယတတဏနဲ့ပတ်သက်ပြီးတော့နော်ဟောထားတဲ့ဇတ်တော်တွေအများကြီးပါနော်ဒါ950ထဲမှာအဲ့တော့ယတတဏဟာအင်မတန်မှကြောက်ဖို့ကောင်းတယ်အခုနောက်ဆုံးအနေနဲ့နော်ဒီပောရိတာရဟာဒီတော်ကြီးထဲမှာလူစိုးလူမကြီးလုံးပြီးတော့လာသမျှလူတွေတက်ပြီးတော့စားတောက်ပြီးတော့နေနောက်ဆုံးဘသူမှမလာတော့တဲ့အချိန်ကျတော့ဘသူကိုတက်လိုက်ရတော့ဆိုတော့ယတကဆိုတဲ့စဖို့မှုကိုနော်တက်ပြီးတော့သူကိုယ်တိုင်ချက်ပြီးတော့စားပလိုက်စားပလိုက်တဲ့ခါကျတော့ဒီတော်ကြီးထဲမှာသူတယောက်တည်းပဲဒီလိုပဲနေလာလိုက်တာဒီနေ့မှာတော့ဒီပုံနာတယောက်ကနော်မဖြစ်မနေတွားရမယ်ကိစ္စဖြစ်နေတယ်တဲ့နော်ဒီပောရိတာရအုပ်စိုးတဲ့တောထဲရတယ်အဲ့တော့မဖြစ်မနေတွားရမယ်နောက်ပြီးတော့ကုံစီအနေနဲ့လေလဲ900ပါတယ်တဲ့ဗျာနော်လဲ900ပါအဲ့တော့လဲ900ပါတဲ့ခါကျတော့ငါမဖြစ်ဘူးဒီတောကိုဖြတ်မှဖြစ်မယ်ဆိုတော့ဒီတောကလည်းပောရိတာရကကြီးစိုးပြီးတော့နေတယ်အဲ့ဒီတော့အနီးအနားမှာရှိတဲ့နော်ဇွာသားတွေကိုစုပြီးတဲ့ခါကျတော့ तू ကဝေပေးပြီးတဲ့ခါကျတော့ဒီပုဂ္ဂိုလ်တွေနဲ့နော်အတူသွားမယ်နော်ငါကိုပောရိတာရလာစားရင်တော့သူတို့ကနေမှပြန်ပြီးတော့ခုခံကာကွယ်ဖို့ရအတွက်ငွေကြီးတွေပေးပြီးတော့ငှားတာပေါ့ဗျာအဲ့တော့ဒီလိုပဲငှားပြီးတဲ့ခါကျတော့ तू ကဒီပုံသားကနောက်ဆုံးလဲမှလိုက်တယ်တဲ့နော်လဲ900လဲနောက်ဆုံးလဲမှလိုက်ပြီးတဲ့ခါကျတော့ तू ကရေမိုးချိုးပြီးတောက်ပြောင်ဝစ်ပြီးတော့တောင်လာတယ်ဗျာနော်အဲ့တော့အဖြူတွေတေချာကြနနာနော်ဖြူစင်းပြီးတော့အဲ့တော့နွားတွေကလည်းဖြူစင်းနဲ့နွားဝတ်ထားတာလေးရလည်းပါတော့အဖြူလေးတွေဝတ်ထားတော့ပောရိတာရကသူတစ်ပင်ပေါ်ကနေကြည့်တယ်။ဟိုမှာလဲတွေလာနေပြီနော်လဲ900လာနေနောက်ဆုံးလဲလို့ကြည့်လိုက်တဲ့ခါကျတော့လေ तू ကထူးထူးခြားခြားပေါ်နေတာဟုတ်ဗျာနော်ပုံသားကိုမြင်ပြီးတဲ့ခါကျတော့စားကျင်စိတ်တွေပေါက်ပြီးတော့တည်ရည်တွေတောင်တများများဖြစ်တယ်ဗျာနော်ဟိုကပြင်းစင်ပြီးတော့လာတော့ပိုးစားနေတာပေါ့အဲ့ကြတော့တခါတည်းပောရိတာရကတစ်ပင်ပေါ်ကနေဆင်းနေပြီးတော့ပောရိတာရတဲ့ဟေးလို့អော်ရက်ပြီးတော့နော်ခါတွေပတ်လေပြေးတာဒီဖုံတွေထဖုံတွေထအောင်ဖုံတွေနဲ့လည်းတခါလည်းလက်တွေကျုံပတ်အဲ့နဘေးမှာသူ့နားမှာရှိနေတဲ့ဝိုင်းနေတဲ့သူတွေကိုခါတွေဖုံတွေနဲ့ပတ်ပြီးတော့သူအတင်းဝင်နေပြီးတော့ဒီပုံသားကိုထမ်းပြီးတော့ပြေးတာပုံသားကိုထမ်းပြီးတော့ပြေးတဲ့အချိန်မှာပဲနောက်ကခေါင်းနဲ့တော့သူငှားထားတဲ့သူတွေငါတို့ကမဖြစ်မနေလိုက်ရမှာပဲနော်မလိုက်လို့မဖြစ်ဘူးဆိုပြီးတော့ဒီနောက်ကနေပြီးတော့နော်ခုနလူအုပ်ကြီးကနေပြီးတော့ညာတန်ပြီးတော့လိုက်တဲ့အခါကျတော့ဒီပုံသားကြီးထမ်းပြီးတော့ပြေးလိုက်တာနောက်ဆုံးတော့မဖြစ်တော့ဘူးငါပုံသားပိုင်တော့လွတ်အောင်ပြေးနိုင်မှာမဟုတ်ဘူးဆိုပြီးပုံသားကိုချပြီးတော့ပြေးလိုက်နော်အဲ့တော့ဖြစ်ကျင်တော့ဒီကြောက်ဖြာကိုခုံပြီးတော့ကူးလိုက်တယ်ခုံပြီးတော့ကူးလိုက်တဲ့အခါအဲ့ဒီကြောက်ဖြာနားမှာရှိနေတဲ့ဒီတင့်ငုတ်ပေါ်ကိုကျသွားပြီးတော့သူ့ရဲ့ခြေထောက်ကတင့်ငုတ်ဆူးသွားတယ်နော်အဲ့တော့တင့်ငုတ်ဆူးသွားတဲ့ခါကျတော့ဒီတင့်ငုတ်ကြီးအတိုင်းပဲနော်တင့်ငုတ်ကြီးဆူးတဲ့အတိုင်းပဲသူကတရွတ်နဲ့ရအောင်ပြေးအဲ့တော့သူနေကြဖြစ်တဲ့ဘယ်ကိုသွားတော့ဆိုတော့သူနေကြဖြစ်တဲ့ဒီညောင်ပင်ကြီးအောက်ကိုသွားတယ်အင်မတန်မှအရေးအာဝါဒကောင်းတဲ့ညောင်ပင်ကြီးအောက်ကိုသွားပြီးတဲ့အခါကျတော့နောက်ကလည်းဒီခုနကလူတွေကလည်းမလိုက်တော့ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့လိုချင်တဲ့ဒါပုံနာပြန်ရပြီဆိုတဲ့အခါကျတော့စီပတိတော့သူလည်းတန်ရရသွားပြီဆိုပြီးတော့ဒီလေသား900ကလည်းနော်လေသားတွေကလည်းအတူတူပဲခီးဆက်ပြီးတော့သွားကြအဲ့တော့ဒီပောရိတာရဟာသူကဒဏ်ရာရသွားတာဖြစ်တဲ့အတွက်ကြောင့်ဘယ်မှလည်းမသွားနိုင်တော့
အဲ့တော့ तू ကဒီဒဏ်ရာကိုမြန်မြန်ပျောက်ချင်တယ်တဲ့မြန်မြန်ပျောက်ချင်တဲ့ခါကျတော့ तू ကဒီညောင်ပင်မှာတော့တေချာပေါက်ရုပ်ကစိုးရှိမှာပဲနော်ဒီရုပ်ကစိုးနတ်ကိုတိုင်တယ်ပြီးမြန်မြန်ပျောက်အောင်လုပ်ခိုင်းမှဖြစ်မယ်ဆိုပြီးတော့ သူကတိုင်တယ်တဲ့ရှင်ရုပ်ကစိုးနတ်မင်းတဲ့ကျွန်ုပ်ရဲ့ဒီစုသွားတဲ့ဒဏ်ရာပေါ့လေဒီဒဏ်ရာကိုအမြန်ပျောက်အောင်ကုပေးပါတကယ်လို့မှအမြန်ပျောက်ခဲ့လို့ရှိရင်တရားတစ်ပါးသောမင်းတွေရဲ့သွေးနဲ့နော်ရစ်ပူဇော်ပါမယ်ဆိုပြီးတော့ဂရိခံပြီးတော့သူကဒီတိုက်ဘာမှမစားမတော့ဘဲနဲ့အိပ်ပြီးတော့ပဲနေတာနော်အဲ့တော့ဖြစ်ဖြစ်တော့ဒီဘောရိတာရကဘာမှမစားမတော့တာဖြစ်တဲ့အတွက်ကြောင့်တဲ့နော်ဒဏ်ရာကလေးပါတော့မရင်းဘူးတဲ့ဒဏ်ရာကမရင်းတာဖြစ်တဲ့အတွက်ကြောင့်ခဏလေးပဲ2ရက်3ရက်လောက်လည်းပဲပါတော့ကြက်ပြီးတော့သွားတယ်ဒဏ်ရာကကြက်ပြီးတော့မြန်မြန်ကောင်းသွားတဲ့ခါကျတော့ရုပ်ကစိုးနဲ့မင်းကြီးကကျေးဇူးရှိတာပဲငါပြုတ်ခဲ့တဲ့အတိုင်းပဲတရားတစ်ပါးသောမင်းတွေကိုဖမ်းပြီးတော့ရုပ်ကစိုးနတ်ကိုရစ်ပူဇော်မှဖြစ်မယ်ဆိုပြီးတော့သူကစိတ်ကူးတယ်ပေါ့ဗျာစိတ်ကူးပြီးတော့သွားလိုက်ပါပဲအဲ့ဒီတော့အုံမှာပဲတဲ့နော်သူနဲ့ဟိုးအရင်ဘဝကတငယ်ချင်းဖြစ်ခဲ့ဘူးတဲ့ဘလူးကရှိသေးတယ်တဲ့ဗျာနော်အဲ့တော့ဘလူးကလည်းသူသွားရင်လာရင်နဲ့ဒီပောရိတာရကိုမြင်သွားတဲ့ခါကျတော့ဒီပောရိတာရနဲ့မိတ်ဆက်ပြီးမင်းအရင်ဘဝကငါတငယ်ချင်းပဲအဲ့တော့မင်းလိုတဲ့စုရှိရင်တောင်းလို့ပြောတာနော်မင်းလိုတဲ့စုရှိရင်တောင်းမင်းအခက်အခဲရှိလို့ရှိရင်တောင်းအဲ့တော့ပောရိတာရကလည်းအေးဒီလိုပဲကွာငါမှာရုပ်ကစိုးနမင်းအပေါ်မှာအကျွေးတွေတင်းနေတယ်ဒီတရားတစ်ပါးသောမင်းတွေကိုဖမ်းရမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ငါ့ကိုကူပြီးတော့ဖမ်းပြီတဲ့နော်ရုပ်ကစိုးနတ်ကိုပြောတဲ့ခါကျတော့ရုပ်ကစိုးနတ်ကလည်းအေးတဲ့အဲ့ဒါဆိုရင်တော့ငါလည်းတဲ့တွားเสียရှိတယ်တဲ့နော်ဒီလိုနတ်တပည့်စည်းဝေးတွေတွားเสียရှိတယ်အဲ့တော့ကြောင့်မလိုက်နိုင်ဘူးတဲ့ဒါပေမဲ့လို့မင်းကိုဂါထာလေးတစ်ပုဒ်တော့ပေးမယ်တဲ့နော်ဂါထာမန္တန်လေးတစ်ခုကိုသူ့ကိုသင်ပြီးတော့ပေးလိုက်တယ်နော်အဲ့တော့သင်ပြီးတော့ပေးလိုက်တဲ့အခါကျတော့အဲ့ဒီဂါထာရဲ့အစွမ်းကြောင့်သူကအင်မတန်မှလျင်မြန်ပြီးတော့တွားတယ်တဲ့နော်လျင်မြန်ပြီးတော့တွားတယ်နောက်ပြီးတော့သူ့ရဲ့အတန်ဩဇာတိတ်ကမကလည်းပို့ပြီးတော့ကြီးသွားဥပမာပောရိတာရတဲ့ဟေးလို့អော်လိုက်ပြီဆိုတာနဲ့ဒါအနာနီးမှာရှိတဲ့သူတွေအားလုံးကတုံလှုပ်ခြောက်ခြားပြီးတော့နော်ခါတယ်ကြက်တည်ပြီးတော့သွားတယ်လို့မျိုးပေါ့ဗျာနော်အဲ့လိုမျိုးဖြစ်ပြီးတော့သွားလေကြည့်အောင်သူကအစွမ်းတက်ပြီးကြီးသွားတယ်အဲ့တော့ဦးဇင်းတို့ဒါတကယ်တမ်းကတော့ဒီဂါထာကစွမ်းတာမဟုတ်ပါဘူးနော်ဒီတော့ဂါထာကဒီအကြောင်းတရားမြတ်တာဖြစ်တယ်ပေါ့ဟိုးအရင်ဘဝတွေတုန်းကသူကဒီကုသိုလ်ကောင်းမှုတယ်နော်ပြုခဲ့မှုတဲ့အတွက်ကြောင့်ဒီကုသိုလ်ရဲ့အကျိုးပဲလို့အဲ့ဒီလိုမှတ်ရမယ်တဲ့နော်ဒီဂါထာကြီးကိုလိုက်ပြီးတော့ဒီဂါထာကြီးကိုစွမ်းမှာပဲတဲ့ကျန်တဲ့သူတွေလည်းစွမ်းမှာမဟုတ်ဘူးနော်သူ့မှာကရှေးဘဝကပါတော့ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေရှိလို့မို့စွမ်းတယ်လို့အဲ့ဒီလိုမှတ်ရမယ်တဲ့အဲ့ကြတော့ဩရိတာရကအဲ့ဒီဂါထာလေးရွတ်ပြီးတော့သွားလိုက်လို့ရှိရင်ဥဒ္ဒန9ရက်အတွင်းမှာပဲတဲ့နော်တရားသောမင်းတွေကိုဖမ်းမိတယ်တဲ့ဗျာနော်ဘယ်လောက်တောင်လျင်မြန်တယ်လဲဆိုလို့ရှိရင်အဲ့တော့တိုင်းပြည်တရားသွားပြီးတော့အဲ့ဒါမင်းနေကြီးသွားဖမ်းတာနော်အဲ့တော့ပောရိတာရဟေးလို့អော်လိုက်ပြီးဆိုတာနဲ့ကြံတဲ့သူတွေအားလုံးကလည်းထိတ်လန့်တုန်လှုပ်ပြီးတော့ဒါတဲ့ဒီနေရာမှာပဲဒါကြက်တည်ပြီးတော့မှောက်ပြီးတော့သွားတယ်အဲ့တော့အဲ့ဒီအချိန်မှာပဲသူကဘယင်တွေကိုဖမ်းပြီးတော့သွားတယ်အဲ့တော့အဲ့ဒီဘယင်တွေဖမ်းတဲ့အခါမှာလေသူကဘလောက်တောင်ရက်ဆက်တုံလို့ရှိရင်သူကခြေထောင်နှစ်ချောင်းကနေပဲမကုန်းပေါ်တင်ပြီးတော့ဆွဲပြီးတော့နော်တရွတ်တိုက်ပြီးတော့သွားပြီးတော့ဒီဘယင်တွေရဲ့ခေါင်းတွေရဲ့သူ့ရဲ့ခြေဖနှောက်နဲ့တိုက်ပြီးတော့မှသွားတာနော်အဲ့လိုမျိုးအဲ့ဒါရဲဆက်ဆက်ကိုဆွဲပြီးတော့သွားအဲ့တော့ညောင်ပင်ကြီးကိုတခါတည်းဒီညောင်ပင်ကြီးအောက်မှာသူ့ရဲ့လွယ်ကျိုးတွေနဲ့ဒီလက်တွေကိုဖောက်ပြီးတဲ့ခါကျတော့ဒီတွဲလောင်းဆွဲပြီးတော့ထားတာအဲ့တော့သူတို့ရဲ့ခြေထောက်တွေကညီကြီးကိုထိတဲ့ပြောုံလေးပဲတဲ့နော်ဆက်ခါထိတဲ့ပြောုံလေးပဲဖြစ်ပြီးတော့သွားအဲ့ကြတော့ဒီညောင်ပင်ကြီးအောက်မှာနော်ဝေဆာပေါ့ဗျာဒါဘယင်းတရားတွဲလောင်းဆွဲပြီးတော့ထားအဲ့တော့အဲ့ဒီလိုဖြစ်နေတာကိုဒီညောင်ပင်မှာရှိတဲ့ယောဂဇုနတ်ကသူဗျာများနေတာပေါ့နော်
ငါလည်းသူ့ကိုဘာမှလည်းမကူညီရဘူးနော်သူ့ဟာသူပျောက်ပြီးတော့သွားတာအဲ့တော့ငါ့ကိုလာပြီးတော့သူကစက်တာနေတယ်နော်ညောင်မင်းကလည်းတကယ်ကိုနော်ညီတော်တွေလည်းနန်းနေပြီနေလို့ထိုင်လို့လည်းမကောင်းဘူးနော်အဲ့တော့ကျတော့ငါဘယ်လိုလုပ်ရမလို့ဆိုတော့ဒါသူစတုမာတွေနတ်မင်းကြီးတွေတွားပြီးတော့ဒါအကြံဉာဏ်တောင်းတာပေါ့ဒါဒီကိစ္စကိုဘယ်လိုဖြေရှင်းရမလဲလို့ပြီးတော့ဒီစတုမာတွေနတ်မင်းကြီးလေးပါးကလည်းငါတို့ကတော့ဒီကိစ္စကိုမဖြေရှင်းနိုင်ဘူးမင်းအထက်တက်ပြီးတော့တာဝရိန္ဒလက်ပြည်တက်ပြီးတော့တရားမင်းစီမှာသွားပြီးတော့တောင်းတရားမင်းကြီးကအင်မတန်မှဉာဏ်ပညာကြီးတယ်အဲ့တော့တရားမင်းကြီးစီသွားပြီးတော့ကြံတောင်းဆိုတဲ့အခါကျတော့ဒီခုနကညောင်မင်းဆောင်နှက်ကလေတာဝရိန္ဒလက်ပြည်ကြီးတက်ပြီးတော့တရားမင်းကြီးဒီမှာသွားပြီးတော့ကြံတောင်းတယ်အဲ့တော့တရားမင်းကြီးကလည်းတဲ့ဒီကိစ္စကိုငါလည်းမဖြေရှင်းနိုင်ဘူးတဲ့နော်အဲ့တော့မင်းအနေနဲ့ဒီကိစ္စကိုပြည်လေခြင်းတယ်ဆိုလို့ရှိရင်တဲ့အဲ့တော့ဒီသဘူရိပါမှာအင်မတန်မှပညာဉာဏ်ကြီးတဲ့နော်သူ့ရဲ့ဆရာဖြစ်မှုတဲ့မာတုဒ္ဒသောမမင်းရှိတယ်အဲ့ဒီမာတုဒ္ဒသောမမင်းကိုအဖန်ခိုင်းတဲ့နော်အဲ့တော့မာတုဒ္ဒသောမမင်းကဒီပြဿနာတွေကိုဖြေရှင်းပေးလိုက်မယ်အဲ့ဒီလိုအကြံပေးလိုက်တယ်ပေါ့ညာအဲ့တော့အကြံပေးလိုက်တဲ့အခါကျတော့ဒီယောဂဇိုးနတ်မင်းကနေမှတခါတည်းသူကယဟန်ရောင်ဖန်ဆင်းပြီးတော့နော်သူ့ရဲ့နောက်ကျောရတယ်ဖြတ်ပြီးတော့သွားလိုက်တယ်သွားလိုက်တယ်ဆိုရင်ပဲဒီပုရိတာရကလှည့်ပြီးတော့ကြည့်လိုက်တဲ့ကသူထင်တာကဒီတရားရဲ့မင်းတစ်ပါးကထွက်ပြေးတယ်ထင်တာပေါ့နော်ထွက်ပြေးတယ်ထင်တာမဟုတ်ဘူးပဲတဲ့ကြည့်လိုက်တဲ့ခါကျတော့ဒီယဟန်ဖြစ်နေတယ်ဆိုပြီးတော့ယဟန်ကလည်းမင်းအမျိုးသားမင်းတစ်မျိုးပဲကွာဆိုနော်အဲ့တော့ဒီယဟန်ကိုဖမ်းပြီးတော့ဒါရစ်ပူဇော်လိုက်လို့ရှိရင်ဒါတရားတစ်ပါးပြည့်သွားမှာပေါ့လေသူ့ရဲ့ဂရိပြေးသွားမှာပေါ့အဲ့တော့ကြောင့်ယဟန်နောက်ကိုလိုက်အဲ့တော့ဘလို့ပဲလိုက်နောက်ဆုံးတော့ဗာပြစ်သွားလို့ဆိုတော့ပောရိတာရပဲဗာတော့မောပြီးတော့သွားတယ်နော်သူမလိုက်နိုင်ဘူးအဲ့တော့မလိုက်နိုင်တဲ့အခါကျမှကိုကြောင်ကိုဝါတွေဖြောက်ပြီးတဲ့အခါကျတော့ဒါကိုကြောင်ကိုဝါတွေနဲ့နော်ဒီယောဂဇိုးကကိုထင်ပြလိုက်တဲ့အခါကျတော့သင်ပောရိတာရတဲ့နော်ငါကဒီညောင်ပင်ကိုစောင့်တဲ့ယောဂဇိုးနဲ့မင်းပဲအဲ့တော့သင်ကမြင်မြင်ဝါဘုံတကုမရှိတဲ့တာမန်ဘယင်လေးတွေနော်တာမန်ဘယင်လေးတွေကိုပဲငါ့ကိုဆက်တာနေတယ်အဲ့တော့အင်မတန်မှပညာဉာဏ်ကြီးတဲ့ဒီတုဒ္ဒသောမဆိုတဲ့မင်းတစ်ပါးကြံနေသေးတယ်အဲ့ဒီမင်းကိုဆက်တာမှသာလေငါကျင့်တတ်နိုင်မယ်လို့ပြောတယ်နော်အဲ့ဒီလိုပြောတဲ့အခါကျတော့ဟုတ်ပါပြီတဲ့ဒါဆိုလို့ရှိရင်သင်ယောဂဇိုးနတ်မင်းကြီးနဲ့ဒီလိုတွေ့ရတာအင်မတန်မှဝမ်းသာပါတယ်တဲ့အဲ့ဒီအတွက်ကြောင့်သင်ယောဂဇိုးနတ်မင်းကြီးတောင်းဆိုတဲ့အတိုင်းပေါ့လေဒီမာတုဒ္ဒသောမမင်းကိုဖမ်းပြီးတော့ရစ်ပူဇော်ပါမယ်ဆိုနော်ဂရိပေးလိုက်အဲ့တော့ဂရိပေးပြီးတယ်ဆိုရင်ပဲသူကဒီပောရိတာရကနက္ခတ္တရာကိုကြည့်လိုက်တဲ့ခါကျတော့မကြခင်မှာပဲနော်ဒီမာတုဒ္ဒသောမမင်းကခေါင်းစင်းမင်္ဂလာပြုတော့မှာပဲအဲ့တော့ခေါင်းစင်းမင်္ဂလာပြုတဲ့အချိန်လေးဖမ်းပြီးတော့နော်ဖမ်းရရင်တော့လွယ်မှာပဲဆိုပြီးတော့အဲ့ဒီညကလေးကသူကညတကောင်ကလေးကအဲ့မှာမာတုဒ္ဒသောမမင်းရဲ့နော်ကုရုတိုင်းကိုရောက်အောင်သွားပြီးတဲ့အခါကျတော့ဒီမင်္ဂလာရေကန်ထဲမှာသူကငုတ်ပြီးတော့နေတယ်အဲ့တော့ပောရိတာရငုတ်လိုက်ပြီဆိုတာနဲ့အဲ့ဒီအနာမှာရှိတဲ့လက်တွေငါးတွေအားလုံးဟာကြောက်ပြီးတော့ဖယ်ပေးရတာလေဗျာနော်တခြားတဏှာကိုသွားပြီးတော့စုရတယ်ဒီပောရိတာရရဲ့အစိမ်အဝါကိုကြောက်လို့နော်အဲ့တော့ဒီလိုနဲ့သူကကြာရွယ်ထင်းရနေငုတ်ပြီးတော့သူကစောင့်ပြီးတော့နေတယ်အဲ့တော့မနဲ့လင်းလို့မို့ဒီမာတုဒ္ဒသောမမင်းကလည်းမင်္ဂလာကြီးကံကိုနော်နန်းတော်ကနေထွက်ပြီးတော့လာတဲ့အချိန်မှာလေဘေးဝဲရမှာလေဒါတိုင်းသူပြည်သားတွေကဒါစစ်ကိုဥကျိုးဆိုပြုကြတာပေါ့နော်အဲ့ဒီထဲမှာနန္ဒပုံနာဆိုတဲ့ပုံနာတယောက်ရှိတယ်ဒီပုံနာကလည်းသူကတိုင်းပြည်တွေမှာလှည့်ပြီးတော့ကြတော့ဒီဂါထာ၄ပုဒ်ကိုနော်ဂါထာ၄ပုဒ်ကိုလိုက်ပြီးတော့သူကဟောတယ်ဟောလို့ရှိရင်သူဟောတိုင်းပါတယ်ဒါဂါထာတပုဒ်မှာပါတော့အတ္တပြတရားနော်အတ္တပြတရားစုချခံတယ်အဲ့ကြတော့ဒီဂါထာ၄ပုဒ်ကတို့တတရဟဂါထာတဲ့ဒါဥစဉ်တို့
တောင်တန်းသာသနာပြုဆရာတော်ကြီးနော်ရှင်ဥဒ္ဓမဥဒ္ဓမတာရလို့ရှင်လားညွတ်နေကြတယ်နော်တထောင်တန်ဂါထာတို့နော်တသိန်းတန်ဂါထာတို့လို့ပြောတဲ့ဂါထာတွေပေါ့လေအဲ့တော့နန္ဒပုံနာကလည်းဒီမဟာတုဒ္ဒသုံးမမင်းလည်းတွေ့ရောတခါတည်းလက်အုပ်ချီးပြီးတဲ့ခါကျတော့အရှင်ဘေးကြီးကျွန်တော်မျိုးစီမှာတရားတန်တဲ့ဂါထာတွေရှိပါတယ်ဒီဂါထာတွေနားကျင်ပါသလားလို့လှမ်းပြီးတော့ဩတဲ့ကအဲ့တော့ဒီမဟာတုဒ္ဒသုံးမမင်းရလိုက်တာစင်ဘောကနေလှမ်းပြီးတော့နော်နားကျင်ပါတယ်တဲ့အခုတော့မအားသေးဘူးပေါ့လေနော်အဲ့တော့အပြန်ကြရင်တော့ခေါင်းစင်းမင်္ဂလာပြုတ်ပြီးအပြန်ကြရင်တော့လာပါမယ်သင်ဟောတဲ့တရားတွေအဲ့ဒါကြောင့်သူ့ရဲ့ဟွာတွေကိုလည်းနော်သူ့ရဲ့ရံရွေတွေလွတ်ပြီးတဲ့ခါကျတော့ဒီနန္ဒပုံနာကိုနန်းတော်ကိုခေါ်သွားစေပြီးတော့ရေမိုးချိုးပြီးတော့စောင့်နေခိုင်းလိုက်တယ်နော်အဲ့တော့စောင့်နေခိုင်းပြီးတဲ့ခါကျတော့သူ့ရဲ့လုပ်ငန်းတိုင်းတခါတည်းမင်္ဂလာရေကန်ကိုသွားပြီးတဲ့ခါကျတော့ခေါင်းစည်းမင်္ဂလာပြုတ်နေတဲ့အချိန်မှာသောတော်တော်ကဒီပောရိတာရကလည်းစဉ်းစားတယ်နော်ဒီဘယင်ကြီးလက်ဝိယရဏတွေမဝတ်ခင်နော်မင်းမြောက်တစား၅ပါးမဝတ်ခင်မှာဖမ်းမှဖြစ်မယ်ပေါ့နော်ဒီခေါင်းစည်းနေတဲ့အချိန်ဖမ်းမှသာလေအဆင်ပြေလိမ့်မယ်တကယ်လို့ခေါင်းစည်းပြီးတဲ့အချိန်ဖမ်းလို့ရှိရင်တော့ဗါတော့လက်ဝိတစားတွေဒီအဆောင်အယောင်တွေကြောင့်လေးလိမ့်မယ်ဆိုပြီးတော့ဒီခေါင်းစည်းနေတဲ့အချိန်မှာဘွားကနေထွက်လာတဲ့ပြီးတော့အတင်းမဟာသုဒ္ဓသောမမင်းကိုထမ်းပြီးတော့သွားတယ်တဲ့နော်အဲ့တော့ဘောရိတာရဟေးလို့អော်လိုက်တာနေကြံတဲ့သူတွေကလည်းပါတော့တခါနဲ့လန့်ဖြတ်ပြီးတော့ကြက်တီသေးနေအဲ့ဒီချိန်မှာပဲသူကဒီမဟာသုဒ္ဓသောမမင်းကိုထမ်းပြီးတော့ပြေးတာနော်အဲ့တော့ထမ်းပြီးတော့ပြေးတဲ့အခါကျတော့လွတ်ရတဲ့ရောက်သူကစဉ်းစားတယ်အဲ့တော့ခေါင်းစည်းရင်တန်းတန်းကြီးဖြစ်တဲ့အတွက်ကြောင့်ခေါင်းပေါ်ကကြတယ်နော်ရေတွေကဒီဘောရိတာရရဲ့ပခုံးပေါ်ကိုကြပကုံးပေါ်ကိုကြတဲ့ခါကျတော့ပောရိတာရကတွေးတယ်တဲ့။ဩတဲ့ငါတို့ဆရာပောရိတာရမာသုဒ္ဓသမမင်းကြီးနော်ပညာရှိပါတယ်လေပြောပါတယ်။ဒါပေမဲ့လို့သေရမှာတော့ကြောက်ရှာတာပဲတဲ့နော်သေရမှာတော့ကြောက်ရှာတာပဲ။ तू ကကြောက်လို့မို့ငိုးနေတယ်ထင်တာဟုတ်ဗျနော်။ဒီသူ့ရဲ့ခေါင်းကကြတဲ့ဇီတွေကကြောက်လို့မို့ငိုလို့မို့ကြတဲ့မျက်ရည်တွေလို့ထင်တယ်။အဲကြတော့အေးတဲ့ပောရိတာရနေပါဦးတဲ့ငါ့ကိုချပါဦးတဲ့နော်ငါ့ကိုချပါဦးအခုဆိုရင်လွတ်တဲ့နေရာလေးရောက်ပြီတဲ့ငါ့ကိုချပါဦးငါမှတေးရမှာတော့ငါမှမကြောက်ပါဘူးတဲ့နော်ဒါပေမဲ့လို့ငါခေါင်းစည်းမင်္ဂလာသွားချိန်လာတဲ့အချိန်မှာနန္ဒပုံနာကငါ့ကိုတရားဟောမယ်ပြောတယ်ဂါထာ၄ပုံနဲ့တရားဟောမယ်ပြောတယ်အဲ့ဒီဂါထာတွေကိုငါနာကျင်သေးတယ်တဲ့နော်အဲ့တော့အဲ့ဒီဂါထာတွေနာပြီးမှသာလေဒါအသင့်စီကိုငါတခါပြန်ပြီးတော့လာပါမယ်တဲ့အဲ့လိုပြောတယ်ပေါ့ဗျာအဲ့လိုကြတော့ငါ့ကိုပြန်ပြီးတော့လွတ်ပါလို့တောင်းဆိုတာပေါ့အဲ့တော့ဘလို့ပဲတောင်းဆိုအဲ့တော့ပောရိတာရကရည်တယ်တဲ့နော်အဲ့တော့သေဖို့ရာအတွက်ဘသူကနောက်ထပ်တစ်ခါပြန်ပြီးတော့လာမှလေတဲ့ဘလို့မှသူကမယုံနိုင်ဘူးလို့ပြောတယ်အဲ့တော့ဒီမဟာသုဒ္ဓသမမင်းကြီးကအသင်ယုံကြည်ပါတဲ့နော်ဘလို့ပဲဖြစ်ဖြစ်ငါတို့ဟွာတွေကနော်ဂရိသစ္စာတီးပါတယ်တဲ့အဲ့တော့ဘလို့မှပြောမရတယ်ဆိုသူကကျိန်စာဆိုတယ်ပေါ့ဗျာနော်အဲ့တော့အဲ့ဒီခေတ်ကကျိန်စာဆိုတယ်ဆိုတာကတဲ့သူကဓာတ်တွေလက်နဲ့တွေနော်အဲ့ဒီလိုမျိုးလက်နဲ့တစ်မျိုးမျိုးကိုကင်ပြီးတော့ဒါကျိန်စာဆိုလို့ရှိရင်ပို့ပြီးတော့သူကပြင်းထန်တယ်ပေါ့နော်အဲ့ကြတော့ तू ကဒီပောရိတာရဒီကသူ့ရဲ့လက်နက်ကိုကင်ပြီးတဲ့ခါကျတော့ဒီပြန်ပြီးတော့လာပါမယ်ဆိုပြီးတော့ तू ကကျိန်စာဆိုတယ်အဲ့တော့ကျိန်စာဆိုတဲ့ခါကျတော့ဒီပောရိတာရကလည်းဟုတ်ပါတယ်အဲ့တော့ तू ကငကိုစိတ်စီရင်ကိုကလည်းဒီမာတုဒ္ဒသောမမင်းကိုအစကတည်းက तू ကဘာတော့မဖမ်းကျင်ဘူးနော်မဖမ်းရဲဘူးပေါ့ဗျာအဲ့တော့မဖမ်းကျင်တဲ့ခါကျတော့ကဲသူ့ဆရာအနေနဲ့ကဲပြန်ခြင်းလဲပြန်ပလိစီတကယ်လို့မှသူပြန်မလာလို့ရှိရင်လေငါရဲ့လက်ပေါင်းသွေးနဲ့ပဲရက်ပူစော်တော့မယ်ဆိုပြီးတော့သူအဲ့ဒီလိုစိတ်ကူးနဲ့သူ့ကိုပြန်ပြီးတော့လွတ်လိုက်တာအဲ့တော့ပြန်ပြီးတော့လွတ်လိုက်တဲ့ခါကျတော့သောတော်တော်ကမဟာသုဒ္ဓသမမင်းရလေသူ့တိုင်းပြည်ကိုပြန်ပြီးတော့သွားတဲ့ခါကျတော့သူ့ရဲ့စစ်တီတွေကလည်းကြိုဆိုပြီးတဲ့ခါကျတော့နန်းတော်ရောက်တဲ့အခါဒီနန္ဒပုံနာစီကနေမှဒါဂါထာတွေကိုနားတယ်ပေါ့ဗျာ
အဲ့တော့ဂါထာတွေကတကိဒေဝသုဒ္ဓသောမသဗ္ဗိဟောတိတမဂမောတဲ့သာဏသင်္ကတိပါလေတိနာသဗ္ဗိဘုသင်္ကမောမဟာရာဇမင်းမြတ်သဗ္ဗိသူတော်ကောင်းတို့နှင့်တကိဒေဝတစ်ကြိမ်သာလျင်ယောတမဂမောအကျင့်ပေါင်းဖက်ခြင်းသည်ဟောတိဖြစ်၏သာသင်္ကတိထိုပေါင်းဖက်ခြင်းသည်နန္ထိုသူကိုပါလေတိစောင့်ရှောက်ပေတတ်၏အတ္တဗိသူတော်မဟုတ်သူယုတ်တို့နှင့်ဘဟုအကျိန်များစွာယောသင်္ကမောအကျင့်ပေါင်းဖက်ခြင်းသည်ဟောတိဖြစ်၏သာသင်္ကတိထိုပေါင်းဖက်ခြင်းသည်နန္ထိုသူကိုနပါလေတိမစောင့်ရှောက်တတ်အဲ့တော့ဒါဒါလေးရပါလဲဆိုတော့သူတော်ကောင်းတွေနဲ့တစ်ချိန်ပေါင်းဖက်လို့ရှိရင်တဲ့နော်အဲ့ဒီသူတော်ကောင်းတွေရပါတော့စောင့်ရှောက်တတ်တယ်တဲ့အဲ့တော့သူယုံမာတွေနဲ့အချိန်ဖန်များစွာပေါင်းဖက်တော်လဲပဲပါတော့အဲ့ဒီသူယုံမာတွေကမိမိကိုယ်မစောင့်ရှောက်တတ်ဘူးတဲ့နော်အဲ့တော့နောက်တစ်ပုဒ်ကတဗ္ဗိရေဝသမာတေထတဗ္ဗိကုပ္ဖေထတန္တဝေတတံတရမမေညာယတိယောဟောတိနပါပိယောတဗ္ဗိရေဝသူတော်ကောင်းတို့နှင့်သာလျှင်သမာတေထပေါင်းဖော်ကုန်ရ၏တဗ္ဗိသူတော်ကောင်းတို့နှင့်တန်ထဝေပေါင်းဖော်ခြင်းကိုကုပ္ဖေထပြုကုန်ရ၏တတံမြတ်စွာဘုရားသူတော်ကောင်းတို့၏တတ္တမံသူတော်ကောင်းတို့တရားကိုအညာယအတိ၍တိယောအထုသဖြင့်မြတ်သည်ဟောတိဖြစ်ပါပေ၏ဘာပိယောရုပ်မာသည်နာဟောတိမဖြစ်အဲ့တော့သူတော်ကောင်းတွေနဲ့ပဲပါတော့ပေါင်းသိရမယ်သူတော်ကောင်းတွေနဲ့ပဲဆက်ဆံရမယ်နော်အဲ့တော့သူတော်ကောင်းတရားကိုသိလို့ရှင်ပါတော့ဒါအထုသဖြင့်မြတ်တယ်တဲ့ဒါဒုတိယဂါထာပေါ့နော်အဲ့တော့တတိယဂါထာကကြတော့ဇီရန္တိဝေရာဇရထသူစိတ်တာအထောတရိရံပိသရံဥပေတိတတိစဓမ္မောနဇရံဥပေတိတန်တောဟဝေတပိပွေရိယန္တိမဟာရာဇမြတ်သောမင်းကြီးတဲ့သူစိတ်တာစမ်းကြယ်ကုန်သောရာဇရထမင်းစည်းယထာတို့သည်ဝေစင်စစ်ဇီရန္တိဆွေးမြေ့ယူခြင်းအိုမင်းတကုံဤအတော်ထုံမြို့တရိရမိခန္ဓာကိုယ်သည်လီဒါမိမိတို့ခန္ဓာကိုယ်သည်လီဇရံအိုခြင်းသို့ဥပေတိရောက်တတ်၏တန်တော်ဘုရားစာဤသောသူတော်ကောင်းတို့သည်တပိနိဗ္ဗာန်တရားကိုဟဝေစင်စီပဝေရယန္တိချီးမွမ်းကြကုန်၏တတံသူတော်ကောင်းတို့၏ဓမ္မောစနိဗ္ဗာန်တရားသည်ကဇရံဆွေးမြေ့ယူ၍အိုမင်းခြင်းသို့နဥပေတိမကတ်ရောက်မြတ်သောမင်းကြီးတဲ့နော်ဆန်းဆန်းကြဲကြဲပြုလုပ်ထားတဲ့မင်းစည်းယထာတွေကလည်းပါတော့ဒီနေ့မှာတော့ဆွေးမြေ့ယူခြင်းအိုမင်းခြင်းသို့ရောက်တယ်တဲ့မိမိတို့ရဲ့ခန္ဓာကိုယ်ကြီးလည်းပါတော့ဒီနေ့မှာတော့ဆွေးမြေ့ယူခြင်းအိုမင်းခြင်းသို့ရောက်တယ်တဲ့ဒါပေမဲ့လို့ဘုရားအစကြီးတဲ့သူတော်ကောင်းကြီးတွေနော်ချီးမွမ်းတဲ့ဒါနိဗ္ဗာန်တရားကတော့ဘယ်တော့မှအိုမင်းတယ်ဆိုတာမရှိဘူးတဲ့နော်ဆွေးမြေ့တယ်ဆိုတာမရှိဘူးလို့ပြောတယ်ဒါပါတော့ဒါတတိယဂါထာပေါ့နော်အဲ့တော့သရုတ်ထဂါထာကကြတော့နဗင်္စဒူတွေပထဝီစဒူတွေပါရံသမုဒ္ဒန္တတရာဟုဒူတွေတာတောဟဝေဒူရတရံဝရန္တိတတိစဓမ္မောအတတိစရာဇာရာဇမင်းမြတ်နဗင်္စကောင်းကင်တိလီဒူတွေမြေနှင့်ဝေ၏ပထဝီစမြေတိလီဒူတွေကောင်းကင်နှင့်ဝေ၏သမုဒ္ဒတသမုဒ္ဒရာယံပါရံအကျင့်ဟိုမာပကံတိအဋ္ဌိစိတံပါရံထိုမာပကံတိဒူတွေဣမာပကံနှင့်ဝေ၏ဟွေအာဟုစုကုန်၏တာတော်ထိုကောင်းကင်နှင့်မြေသမုဒ္ဒရာတစ်ဖက်ကံဝေသောထက်တတံသူတော်ကောင်းတို့၏ဓမ္မောဇတရားတိ၎င်းအတတံသူတော်မဟုတ်သယုမာတို့၏ဓမ္မောဇတရားတိ၎င်းဟဝေစေစေဒူရတရံအလွန်ဝေ၏ဣတိတုပန္တိတာဘုရားစာရည်တို့ပညာရှိတို့သည်ဝရန္တိဆိုကုန်၏ဒါဒီကာရလေးရဲ့ဘာတုံးဆိုတော့ကောင်းကင်နဲ့မြေကြီးရလည်းဘာတုံးဝေးတယ်တဲ့နော်အဲ့တော့သမုဒ္ဒရာတစ်ဖက်ကန်းနဲ့တစ်ဖက်ကန်းကလည်းဘာတုံးဝေးတယ်တဲ့အဲ့ဒီလိုဝေးတယ်လို့မျိုးပဲတဲ့နော်သူတော်ကောင်းတရားနဲ့သူယုတ်မာတို့တရားကလည်းပါတော့အလွန်ဝေးတယ်တဲ့နော်အလွန်ဝေးတယ်ပို့ပြီးတော့ပါတော့ဝေးတယ်တဲ့နော်အဲ့တော့အဲ့ဒီလိုဝေးတဲ့အတွက်ကြောင့်တဲ့နော်အဲ့ဒီလိုဝေးတယ်လို့နော်ဂါထာလေးပုဒ်ကိုဒီနန္ဒပုံနာကဟောလိုက်တယ်အဲ့တော့ဟောလိုက်တယ်ဆိုရင်ပဲနော်ဒီမာတုတ္တသောမမင်းညာအင်မတန်ဝမ်းမြောက်ဒီဂါထာတွေကိုဒါသဘောကျသွားတယ်တကယ်တော့ဒီဂါထာတွေကဒီဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောခဲ့တဲ့တရားတွေပဲနော်အဲ့တော့ကတ္တဗဘုရားရှင်ဟောခဲ့တဲ့တရားတွေဖြစ်တယ်တဲ့နော်အဲ့ဒီတရားတွေကအဲ့တော့ဒီဂါထာလေးပုဒ်ကိုလည်းနာလိုက်ရောဩဒီဂါထာတွေကတရားဘယ်ကမလဲတဲ့နော်အလုံးစုံသောသဗ္ဗုဒိတ်ကျွန်းနဲ့တော့ तू ကနှိုင်းစာလို့ရှိရင်ဒီဂါထာတွေကပို့ပြီးတော့တန်ဖိုးရှိတယ်တဲ့အဲ့တော့ငါ
မင်းစည်းစိမ်တွေကိုဒီနန္ဒဘုံနာကိုပြီးမယ်လို့သူကအရင်ဆုံးစဉ်းစားလိုက်တာနော်အဲ့တော့စဉ်းစားလိုက်တဲ့အခါကျတော့နန္ဒဘုံနာကိုကြည့်လိုက်တဲ့အခါကျတော့လေနန္ဒဘုံနာရဲ့ကြံ့ရင်လက္ခဏာကမင်းဖြစ်ထိုက်တဲ့လက္ခဏာမရှိဘူးတဲ့နော်အဲ့တော့မင်းစည်းစိမ်နဲ့ပါတော့မထိုက်တန်ဘူးတဲ့နော်လက္ခဏာတွေကြည့်လိုက်တဲ့အခါမပြည့်စုံဘူးအဲ့တော့မပြည့်စုံတဲ့အခါကျတော့နန္ဒဘုံနာတဲ့အတင်းဒီခါထာတွေကိုတခြားသူတွေထံမှာသွားပြီးတော့ဟောလို့ရှိရင်ဘယ်လောက်ရတယ်လဲလို့ပြောတော့တရားပူဇော်ခံရပါတယ်တဲ့တခါထာကိုတရားပူဇော်ခံရပါတယ်အေးဒါဆိုလို့ရှိရင်ငါကစေစားတက်ပြီးတော့နော်အဲ့တော့တခါထာကို1000နော်အတ္တပြာ1000ဒီစုချမယ်ဆိုပြီးတော့အတ္တပြာ4000နော်နန္ဒဘုံနာကိုစုချလိုက်တယ်တကယ်တော့ဒီထက်မကပါတော့သူ့ကိုစုချခြင်းတာဒါမလို့စုချဖို့ရအတွက်လက်ခံနိုင်လောက်တဲ့ပါတော့ကြံ့ရင်လက္ခဏာမရှိဘူးနော်မရှိဘူးအဲ့တော့မရှိတဲ့အခါကျတော့အဲ့ဒါမာတုဒ္ဒသောမမင်းရနေမှာသူ့ကိုပူဇော်ပြီးတဲ့အခါကျန်တဲ့သူ့ရဲ့မိဘတွေနော်ခမဲတော်တွေမဲတော်တွေတွားပြီးတော့လာဥတိုက်တယ်ဥတိုက်တဲ့အခါကျတော့ဒီဟွာကမဲတော်ခမဲတော်ကဒီပောရိတာရဒီကလွတ်လာတဲ့အကြောင်းကိုမမေးဘူးတဲ့ဗျာနော်သောသောတုံးကနန္ဒပုံနာကိုအတ္တပြာ1000ပေးတာများလို့မို့တဲ့ဗျာနော်အဲ့တော့အတ္တပြာ1000ပေးတာများဘာဖြစ်လို့အဲ့လောက်ကြီးပေးရမလဲပေါ့နော်အတ္တပြာတွေအများကြီးပေးတဲ့အတွက်ကြောင့်သူ့ကိုဝိုင်းပြီးတော့ပြောကြတယ်တဲ့အဲ့ကြတော့ခမဲတော်နဲ့မဲတော်တို့တဲ့နော်ဒီကျွန်တော်မျိုးဟာသမုဒ္ဒရာဟာရေဖြစ်မယောင်ရဲတယ်လို့မျိုးပဲတဲ့နော်မီးဟာထင်းဖြစ်မယောင်ရဲတယ်လို့မျိုးပဲတဲ့ဒီအသိပညာကိုရဖို့ရအတွက်သူကမယောင်ရဲနိုင်ဘူးတဲ့နော်အဲ့တော့ဇီဝဥစ္စာတွေသူ့အနေနဲ့ဒိုးတာကိုလည်းပါတော့မလိုလားဘူးတဲ့အသိပညာဒိုးတာကိုပဲပါတော့လိုလားတယ်တဲ့နော်ဘုရားလောင်းနေစိတ်ဓာတ်အဲ့ဒါကြတော့ဘယ်လောက်စီသွားအဲ့တော့နော်အဲ့ဒီလိုပြောပြီးတဲ့အခါကျတော့အကုန်လုံးသူ့ရဲ့မင်းစည်းစိမ်တွေအကုန်လုံးကိုသူ့ရဲ့ခမဲတော်ကိုပဲပါတော့ပြန်ပြီးတော့အပ်ပြီးတဲ့အခါကျတော့သူ့အနေနဲ့ဒီပောရိတာရတွေသွားမယ်လို့ပြောတဲ့အခါကျတော့ဝိုင်းပြီးတော့တားကြတာပေါ့ဗျာနော်အဲ့တော့ဘယ်သူမှဒီပေါ့ဘာဖြစ်လို့ပောရိတာရတွေသွားမှာတော့လို့ပြောတဲ့အခါငါဒီလိုပဲပေါ့နော်ဂရီပေးခဲ့ပြီးပြီနောက်ပြီးတော့ပောရိတာရဟာတကယ်တော့ငါရဲ့ကျေးဇူးရှင်ဖြစ်နေပြီတဲ့နော်ပောရိတာရငါရဲ့ကျေးဇူးရှင်ဖြစ်နေအဲ့တော့ဘယ်လိုကျေးဇူးရှင်ဖြစ်တာတော့ဆိုတော့တကယ်တော့သူထမ်းသွားပြီဆိုကြတဲ့သူ့လက်ထဲမှာသူကဘာတော့ရောက်ပြီးသားဖြစ်သွားပြီတဲ့နော်သူ့လက်ထဲရောက်ပြီးသားဖြစ်သွားပြီသူတတ်မယ်ဆိုလို့ရှိရင်သူကဘာတော့သိပြီးပြီပေါ့နော်အဲ့အတွက်ကြောင့်သူဟာငါရဲ့ကျေးဇူးရှင်ဖြစ်နေပြီအဲ့တော့ဘလို့ပဲဒီတိုင်းသူပြည်သားတွေရောအကုန်လုံးကနော်မသွားဖို့ရတားပြီမယ်လို့သူကကာရင်နောက်ဆုံးမှာဒီလှန်နဲ့နော်တိုင်းပြည်အပြင်ဘမှာလှန်နဲ့ချစ်ပြီးတော့ဒီဟွာကိုဒီစီးကိုမကြော်ကြနဲ့ဒီစီးကိုကြော်လို့ရှိရင်ဒါရာဇဒံတင့်စီတော့နော်အမိတ်ထုတ်ပြီးတဲ့အခါကျမှပောရိတာရကြီးကိုပြန်သွားအဲ့တော့ပောရိတာရကြီးပြန်သွားတဲ့အခါကျတော့ပောရိတာရကလန့်သွားတယ်နော်ပောရိတာရကသူကမီးတွေဖိုးပြီးတော့သူကစောင့်တယ်ပြင်းနေတာပေါ့နော်ရစ်ပူဇော်ဖို့ရတယ်အဲ့တော့လန့်ပြီးတော့သွားတယ်ဘာလို့လန့်တာတော့ဆိုတဲ့အခါကျတော့ဒီသူ့အနေနဲ့ကပြန်မလာတော့ဘူးလို့ပဲနော်သတ်မှတ်တာဟုတ်နော်ပြန်မလာတော့ဘူးလို့သတ်မှတ်တယ်အဲ့တော့ဘုရားလောင်းကိုကြည့်လိုက်တဲ့အခါကျတော့လေနော်သူ့ရဲ့မျက်နှာကကြည်လင်ဝင့်ပပြီးတော့နေတယ်နော်အဲ့တော့ဘုရားလောင်းကနေမှရောက်ပြီဆိုရင်ပဲကဲပောရိတာရအစေပောရိတာရသင်အနေနဲ့ငါအကူတတ်လူကပါတော့တတ်နိုင်ပြီရစ်ပူဇော်လူကလည်းပူဇော်နိုင်ပြီလို့အဲ့ဒီလိုပြောတော့အဲ့တော့ပြောတဲ့အခါကျတော့ဒီပောရိတာရကနေမှသူကလန့်ပြီးတော့သွားတယ်နော်ဒီပုဂ္ဂိုလ်ဘာဖြစ်လို့မို့ဗျာနော်တေရမှာကိုမကြောက်တာပါလိမ့်မလို့နော်အဲ့တော့သူ့ရဲ့ရှင်ထဲမှာတေဖို့ရာမကြောက်တဲ့အတွက်တေဖို့ရာမကြောက်တဲ့ဂါထာတွေမန္တန်တွေရှိလောက်တယ်နော်အဲ့တော့သူစဉ်းစားလိုက်တဲ့အခါကျတော့ဩသောတော်ကသူပြောသွားတာနန္ဒပုံနာဒီမှာဂါထာ၄ပုဒ်ရှိတယ်ဒီဂါထာနာမယ်လို့ပြောသွားတယ်ဧကန္တဒီဂါထာတွေရဲ့အစွမ်းပဲဖြစ်ရမယ်ဆိုတော့နော်အဲ့လိုယူမှတ်ပြီးတော့နေပါဦးနဲ့နော်သုဒ္ဓသောမမင်းကြီးတဲ့နေပါဦးနဲ့ဘာဖြစ်လို့မို့မြန်အသင်ကသေရမှာမကြောက်တာလေနော်သေရမှာမကြောက်တာလေတဲ့
ဤကဏ္ဍတော့နန္ဒပုံနာစီကနာခဲ့တဲ့ဂါထာ၄ပုဒ်ကြောင့်ဖြစ်လိမ့်မယ်ငါ့ကိုလည်းဒီဂါထာ၄ပုဒ်ကိုဟောပေးပါဦးသူလည်းနာကျင်တယ်ပေါ့နော်သူကလည်းအကြောက်တရားမရှိတဲ့သူမျိုးသေရမှာမကြောက်တဲ့သူမျိုးဒါဖြစ်ချင်ပါတယ်ဆိုပြီးတော့နော်အဲ့ဒီလိုတရားဟောခိုင်းတယ်ပေါ့အဲ့တော့ဟောခိုင်းတဲ့အခါကျတော့ဒီဝါကလည်းဒီမာတုဒ္ဒသောမမင်းကလည်းသူကပြန်ပြီးတော့နှိပ်ကွက်ချင်တာနှိပ်ကွက်ချင်တော့အေးတဲ့မင်းလိုမျိုးနော်မကောင်းမှုတွေလုပ်နေတဲ့ရုပ်မာတဲ့သူနဲ့ဒီလိုသူတော်ကောင်းတရားနေရမယ်လားလားမြမအဆက်ဘူးတဲ့နော်လားလားမြမအဆက်ဘူးမင်းအနေနဲ့ဒါဒီတရားကမနာတိုင်းဘူးမင်းလိုသူရုပ်မာနဲ့ဒီတရားနဲ့ဘာမှမဆိုင်ဘူးလို့ပြန်ပြီးတော့ပြောလိုက်တယ်နော်အဲ့တော့ပြောတဲ့အခါကျတော့ရင်မင်းကြီးအဲ့လိုမပြောပါနဲ့တဲ့နော်ကြံတဲ့ဘယင်တွေလည်းတတ်ပါတယ်ပေါ့နော်ကြံတဲ့ဘယင်တွေလည်းတောကစားထွက်ပြီးတဲ့အခါကျတော့ဒီသမင်တွေနော်တောလိုက်ပါတယ်တဲ့အဲ့ဒီလိုလုပ်ပါတယ်အေးတဲ့မင်းနဲ့မတူဘူးတဲ့မင်းကမဟာတာဝိဇ္ဇာဖြစ်တယ်နော်အပြစ်ပိုကြီးတယ်ပါတော့လူတွေကိုတတ်တာလူတွေတတ်ပြီးတော့ဇတ်တူသားတွေစားတာမင်းကပို့ပြီးတော့ပါတော့ရုံပါတယ်အဲ့လိုရုံပါတဲ့အတွက်ကြောင့်တင်ရတရားမနာတိုက်ဘူးလို့နော်အဲ့ဒီလိုပြန်ပြောတယ်ပေါ့ဗျာအဲ့တော့ပြန်ပြောတဲ့အခါကျတော့ဘလို့မှပြန်ပြောစရာစကားကမရှိတဲ့ခါကျတော့သူကအပြစ်မရှိအပြစ်ရှာတာအဲ့တော့ဘလို့အပြစ်ရှာတော့ဆိုတော့အရှင်မင်းကြီးတဲ့အရှင်မင်းကြီးကတာနော်မင်းတို့ရဲ့ပရိရဲ့ယာဇမာယာကိုနားမလေတာတဲ့နော်နားမလဲလို့မို့ကိုယ့်ကိုတတ်မဲ့သူစီကိုပြန်ပြီးတော့လာတာပေါ့လို့ပြောတာပြောတဲ့ခါကျတော့ဘာတုဒ္ဒတော်မှမရအရှင်တဲ့ဆွေပောရိတာတာတဲ့ငါကယာဇမာယာကိုသူများတွေထက်ပို့ပြီးတော့နားလေသေးတယ်တဲ့နော်သူများတွေထက်ပို့ပြီးတော့နားလေသေးတယ်ငါတို့ကဒီယာဇမာယာထက်သစ္စာတရားကိုသာလေပို့ပြီးတော့လက်ကင်ထားတယ်တဲ့နော်ယာဇမာယာဆိုတာအပင်ငရဲကိုသွားတဲ့လမ်းပဲသစ္စာတရားကသာလေပါတော့ဒါနိဗ္ဗာန်ကိုသွားရလမ်းပဲတဲ့နော်အဲ့ဒီလိုပြောတယ်ပေါ့ဗျာပြောတဲ့အခါကျတော့အဲ့တော့ဒါဆိုလို့ရှိရင်အရှင်မင်းကြီးကဒီယာဇဘာဖြစ်လို့မို့နော်သစ္စာတရားကြောင့်တရားမှမကြောက်တာလားဒါမှမဟုတ်ရင်နန္ဒပုံနာဟောလိုက်တဲ့တရားကြောင့်ပါတော့မကြောက်တာလားပေါ့တရားမှအဲ့ဒီတော့ကြမှာဒီမာတုဒ္ဒသုံးမမင်းကသူသေးရမှာမကြောက်တာဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့နော်ဂါထာ၈ပုံနဲ့ပြောပြတယ်တဲ့ဗျာနော်အဲ့တော့ဂါထာ၈ပုံမှာလေဒါဘာတွေတုံးဆိုတော့သူကဒါမင်းကျင်တရား10ပါးနဲ့အညီနော်တိုင်းသူပြည်သားတွေအုပ်ချုပ်ခဲ့ပြီနော်ဆိုဆုံးမခဲ့ပြီသူ့ရဲ့အမိတွေအဖတွေကိုလည်းပြုစုလုပ်ကျွေးခဲ့ပြီနော်အကုန်ပြောရရင်တော့သူကသီလတွေနဲ့လည်းပါတော့ပြည့်စုံခဲ့ပြီဒါနတွေနဲ့လည်းပြည့်စုံခဲ့ပြီအဲ့တော့ဘာဝနာအနေနဲ့ပညာတွေလည်းပါတော့စီးပူးခဲ့ပြီးပြီနော်အဲ့ဒီအတွက်ကြောင့်ပါတော့ငါသေရမှာမကြောက်တော့ဘူးတဲ့ဗျာနော်အဲ့တော့မိမိတို့ကိုယ်တိုင်လည်းဒါနော်အဲ့တော့ကိုပြန်ပြီးတော့စဉ်းစားရမယ်သေရမှာကြောက်တဲ့ပုဂ္ဂိုလ်လားမသေရမှာကြောက်တဲ့ပုဂ္ဂိုလ်လားနော်အဲ့တော့တရားမှကြောက်နေသေးတယ်ဆိုလို့ရှိရင်ကို့မှာဒါနအားတွေသီလအားတွေနဲလို့ပေါ့နော်တမပါဗျာဒါနအားတွေသီလအားတွေနဲလို့ပေါ့အဲ့တော့အဲ့ဒီလိုမျိုးလဲပြောလိုက်ရောတခါတည်းပောရိတာရကလန့်သွားတာနော်ဒီလိုပုံပုံမျိုးငါတတ်လို့မဖြစ်ဘူးနော်အဲ့တော့ဒီမှာတော့ဂါထာတွေနဲ့ဝေဆာပေါ့ဗျာနော်ပြန်ပြီးတော့ပြောတာပေါ့အဲ့တော့ပြောပြီးတဲ့ခါကျတော့ဒီပုဂ္ဂိုလ်ကငါတတ်လို့တော့မဖြစ်ဘူးအဲ့တော့သူ့ကိုတရားဟောပါတဲ့နော်ထပ်ပြီးတော့ပဲစောစောတုန်းကနန္ဒပုံနာဟောတဲ့တရားကိုပဲပြန်ပြီးတော့တောင်းတယ်အဲ့တော့ဒီကမှာတော့သူကအရှင်မင်းကြီးတဲ့တရားသာဟောပါတဲ့တရားဟောလိုက်တဲ့အခါမှာဒီတရားကိုနာပြီးတဲ့အခါမှာจิตနိုင်တယ်မจิตနိုင်ဘူးနော်သိရမှာပေါ့တဲ့သူလည်းသူတော်ကောင်းဖြစ်လာမှာပေါ့တဲ့နော်အဲ့ဒီပုံစံမျိုးနဲ့ပါတော့ဂါထာလေးနဲ့ပြန်ပြီးတော့တောင်းအဲ့တော့တောင်းတဲ့အခါကျတော့သောတော်တို့ကဒါဂါထာလေးပုဒ်ကိုပြန်ပြီးတော့ဒါအကျေတဝက်ပြန်ပြီးတော့စိတ်စီလက်စီပြန်ပြီးတော့ဟောတာပေါ့နော်အဲ့တော့ပြန်ပြီးတော့ဟောတဲ့ခါကျတော့ तू ကကြည်နှက်ပြီးတော့သွားကြည်နှက်ပြီးတော့သွားတဲ့ခါကျတော့ငါဒီခုသူတော်ကောင်းတရားတွေနားရပြီဒီဂါထာ၄ပုံနဲ့အညီဒီမာတုဒ္ဒသုံးပါမင်းကိုငါစု၄မျိုးပေးခြင်းတယ်တဲ့နော်စု၄မျိုးပေးခြင်းတယ်အဲ့တော့စု၄မျိုးတောင်းပါတဲ့အရှင်မာတုဒ္ဒသုံးပါမင်းကြီးကြိုက်တဲ့စုကိုတောင်းပါသူပေးပါမယ်တဲ့အဲ့တော့မာတုဒ္ဒသုံးပါမင်းကလည်းပြန်ပြီးတော့ပြောတယ်မင်းလိုမျိုးယုံပါတဲ့သူပြောတဲ့စကားကိုငါဘယ်လိုလုပ်ယုံရမှာတော့တဲ့နော်
အဲ့တော့ဒီနေရာမှာမင်းကစကားမတီးလို့မို့နော်ပြန်ဖြေပြီးမဲ့ဒါပုံကိုလည်းရှိတာမဟုတ်ဘူးတဲ့မင်းစကားယုံရပါမလားဆိုတော့အဲ့တော့ तू ကအသက်နဲ့ရင်းပြီးတော့အာမခံပါတယ်တဲ့သင်တောင်းတဲ့စုကိုလာတောင်းပါဆိုတော့စု၄မျိုးတောင်းတယ်နော်အဲ့တော့ဂါထာ၄ပုဒ်အတွက် तू ကပါတော့စု၄မျိုးပေးတယ်တဲ့နော်အဲ့တော့ပြီးတဲ့ခါကျတော့တကယ်တမ်းတော့ဒီမာတုတသုံးပါမင်းကလူသားမစားဘူးအရာအတွက်ပဲပါတော့ तू ကစုတောင်းခြင်းနော်စုတောင်းခြင်းတယ်အဲ့ကြတော့ तू ကတခါတည်းမတောင်းမဲနဲ့ तू ကကြံတဲ့ဟာလေးတွေကိုအရင်တောင်းတယ်အဲ့တော့အရင်ဆုံးတောင်းတဲ့စုကဘာတုံးဆိုတော့ပတ္တိယတံဝတ္တတံသောမံမြဝီတိတဲ့မင်းအသက်တရားရှည်တာကိုပါတော့ငါမြင်လို့တယ်တဲ့နော်စုကောင်းစုတောင်းဘယ်လောက်ကောင်းတာမင်းအသက်တရားရှည်တာကိုပါတော့ငါမြင်လို့တယ်တဲ့အဲ့ကြတော့ဘာဘောရိတာရကစဉ်းစားတယ်ဩဒီမာတုတသုံးပါမင်းရနော်ငါအသက်ရှည်တာကို तू ကလူလားတာပဲပေါ့နော်အဲ့တော့တကယ်တမ်းတော့မာတုတသုံးပါမင်းကသူ့ကိုမတတ်ပါနဲ့လို့ပြောတာပဲဟုတ်တယ်မလားမင်းအသက်တရားရှည်တာကိုပါတော့ငါမြင်လို့တယ်ဆိုကြတဲ့ तू လည်းအသက်တရားရှည်တာပဲမဟုတ်လားသူလည်းအသက်တရားရှည်တယ်လို့ရှည်ပါသေးလို့ဆုတောင်းမိသားဖြစ်တယ်လေအဲ့တော့ကြတော့ဗောဓိတာရပေးပါတယ်တဲ့အဲ့ဒီစုကိုနော်အဲ့ဒီစုကိုပေးပါတယ်အဲ့တော့နောက်တစ်စုကကြတော့အခုဖမ်းထားတဲ့နော်မင်းတရားကိုပြန်ပြီးတော့လွတ်ပေးပါတဲ့နော်အဲ့ဒီစုကိုတောင်းအဲ့ဒီစုတောင်းတဲ့အခါကျတော့လေပေးပါတယ်တဲ့ဒီစုကိုနော်တကယ်တော့စဉ်းစားကြည့်ရင်ဒီမင်းတွေကလေတခြားမဟုတ်ဘူးလေနော်သူတို့ပညာသင်တုန်းကမင်းတွေပဲမဟုတ်လားစဉ်းစားကြည့်ရင်လေသူတို့အတူတူပညာသင်ခဲ့တဲ့မင်းတွေပဲအဲ့ဒါကြတော့အဲ့ဒီမင်းတွေကိုပြန်ပြီးတော့လွတ်ပေးပါလို့ဆုတောင်းတယ်ဒီစုကိုလည်းဒါပောဓိတာရကကြီးကြီးပြူပြူနဲ့ပေးတယ်ပေါ့ဗျာအဲ့တော့နောက်တစ်စုတောင်းတဲ့အခါကျတော့နောက်တစ်စုကကြတော့အဲ့ဒီမင်းတွေကိုတဲ့သူတိုင်းပြည်သူပြန်ရောက်အောင်ပို့ပေးပါတဲ့နော်အဲ့ဒီစုကိုတောင်းတယ်အဲ့တော့တောင်းတဲ့အခါကျတော့ဒီစုကိုလည်းပေးတယ်တဲ့နော်အဲ့တော့ဒီစုတောင်းရတာကြတော့တကယ်လို့မှသူတို့ကိုလွတ်ပေးပေမဲ့လို့နော်အသက်တော့မတတ်ဘူးဒါပေမဲ့လို့ကျွန်အဖြစ်နဲ့လုံနေမှလည်းစိုးရနေတာဟုတ်နော်အဲ့ဒီတော့ကြောင့်သူတို့တိုင်းပြည်ရောက်အောင်ပို့ပေးဖို့ရတယ်စုတောင်းနေအဲ့တော့နောက်ဆုံးအချက်ကတော့အတင်လူသားမစားပါနဲ့တဲ့နော်နောက်ဆုံးတောင်းလိုက်တာဗါတဲ့တော့လူသားမစားဖို့အရာနောက်ဆုံးစုအနေနဲ့တောင်းလိုက်အဲ့တော့နောက်ဆုံးစုအနေနဲ့လူသားမစားဖို့တောင်းတဲ့ခါကျတော့အဲ့ဒီခါကျမှဘောရိတာရကဟဲ့ပက်ပက်ထပြီးတော့ရည်တော့တာပဲနော်ဩတဲ့လူသားစားဖို့အရာအတွက်တိုင်းပြည်တွေစွန့်လာတယ်နော်အစည်းစိမ်ဥစ္စာတွေအကုန်လုံးစွန့်ပြီးတော့ထွက်ပြီးတော့လာခဲ့သေးတာပဲတဲ့ဘာဖြစ်လို့ဒီစုကိုပေးရမှာတော့တဲ့ဒီစုတော့မပေးနိုင်ဘူးတဲ့နော်အဲ့ဒီလိုပြောတာနော်အဲ့တော့ဘုရားလောင်းကအစကတည်းကဘာလို့ထားတာတော့ခြီပြီးတုတ်ပြီးသားပဲနော်ခြီပြီးတုတ်ပြီးသားပဲအေးတဲ့မင်းငါအစကတည်းကမပြောဘူးလားတဲ့နော်မင်းစောစောတုန်းကပြောခဲ့ပြီးပြီဒီစု၄မျိုးကိုဘာတော့အသက်ထက်ဆုံးပါတော့ပေးပါမယ်အသက်ကိုတောင်းရင်တော့မှပေးပါမယ်လို့မင်းပြောပြီးပြီနော်အဲ့တော့မင်းကသူ့ရုံမှာပဲလို့စကားကိုမလိမ့်တဲ့ဘက်2ခွာ3ခွာပြောတဲ့သူပဲဆိုပြီးတော့နော်အဲ့တော့ဝိုင်းပြီးတော့ तू ကတခါတည်းတိုင်းဝိုင်းပြီးတော့ကဲ့ရဲ့တာဘုရားလောင်းကအဲ့တော့ကဲ့ရဲ့တဲ့ခါကျတော့တခါတည်းအဲ့ဒီတော့ကြမှာပောဓိတာရငိုတော့တာနော်အဲ့ကြမှာ तू ကတနာစရာဖြစ်သွားအဲ့တော့ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ तू ကဒီစုကိုပေးလိုက်လို့ရှိရင်သူ့မှာအတိုင်းကြီးလည်းပြန်စရာမရှိဘူးကြံတဲ့ဟာလည်းပါတော့ तू ကမစားတတ်တော့ဘူးတဲ့နော် तू အသက်တည်ဖို့အရာပဲရှိပါတယ်အဲ့တော့ဘုရားလောင်းကနေမှထပ်ပြီးတော့မင်းဒီစုကိုပေးပါတဲ့နော်ဘာဖြစ်လို့တော့ဆိုတော့လူဆိုတာတဲ့နော်ပစ္စည်းဥစ္စာနဲ့ခြေလက်အင်္ဂါတစ်ခုခုကိုစွန့်ရမယ်ဆိုလို့ရှိရင်ဘာကိုစွန့်ရမှာလို့ဆိုရင်ပစ္စည်းဥစ္စာကိုစွန့်ရမယ်တဲ့နော်အဲ့တော့ခြေလက်နဲ့အသက်နဲ့ခြေလက်ကိုစွန့်ရမလားအသက်ကိုစွန့်ရမလားဒီလိုမျိုးကြုံလာလို့ရှိရင်ခြေလက်ကိုအင်္ဂါတစ်မျိုးမျိုးကိုပါတော့စွန့်ရတယ်တဲ့နော်ဒီလိုမှမဟုတ်ဘဲနဲ့နော်သူတော်ကောင်းတရားနဲ့တွေ့လာပြီဆိုလို့ရှိရင်တဲ့ဥပမာသူတော်ကောင်းတရားရဲ့စည်းစိမ်ဥစ္စာရယ်နော်သူတော်ကောင်းတရားနဲ့စည်းစိမ်ဥစ္စာတွေ့လာလို့ရှိရင်ဘာလို့စွန့်ရမှာလို့ဆိုရင်စည်းစိမ်ဥစ္စာကိုစွန့်ရတယ်တဲ့နော်သူတော်ကောင်းတရားနဲ့မိမိရဲ့ခြေတွေလက်တွေနဲ့တွေ့လာပြီဆိုလို့ရှိရင်လည်းပါတော့မိမိရဲ့ခြေတွေလက်တွေကိုစွန့်လိုက်ပါတဲ့ဒီလိုမှမဟုတ်ဘဲနဲ့သူတော်ကောင်းတရားနဲ့အသက်နဲ့တွေ့လာပြီဆိုလို့ရှိရင်လည်းပါတော့အသက်ကိုသာစွန့်ရတယ်တဲ့နော်သူတော်ကောင်းတရားကိုပါတော့မစွန့်လို့ရဘူးဆိုပြီးတော့ဘုရားလောင်းကနေမှအဲ့ဒီလိုဆုံးမအဲ့တော့ဆုံးမတဲ့ခါကျတော့ဟုတ်ပါပြီဆိုပြီးတော့
အဲ့တော့ तू ကအဲ့ဒီစုကိုပေးပါမယ်ဆိုပြီးတော့နော်အဲ့တော့အသက်ထက်ဆုံးပါတော့လူသားမစားတော့ပါဘူးဆိုတဲ့အဲ့ဒီစုကိုပေးလိုက်တယ်အဲ့တော့ပေးလိုက်ပြီးတဲ့ခါကျတော့ तू ကဂါထာလေးတွေနဲ့ तू ငိုတာလေးတွေပါတယ်ဗျာနော်အဲ့တော့ သူ့အနေနဲ့ဘယ်မှလည်းသွားကြမရှိတော့ဘူးတဲ့ तू ကမကြခင်မှာပဲဒီတောထဲမှာပဲ तू ကတေးရပါတော့မယ်ဆိုတော့ तू ကပြောတယ်အဲ့တော့အဲ့ဒီလိုပြောတဲ့ခါကျတော့လေဒါဘုရားလောင်းကနေမှသူနေခဲ့တဲ့နော်ဒါကာမဂုဏ်အာယုန်တွေကိုပြန်ပြီးတော့ဖြားယောင်းရအဲ့တော့သူ့မှာသားတွေသမီးတွေနဲ့ဘလို့ပြောခဲ့တာတွေဘလို့ပြောရှင်ရှင်နေခဲ့တာတွေနော်သူ့ရဲ့တိုင်းပြည်စီကားပုံတွေနော်ဗာရာဏသီပြည်စီကားပုံတွေအဲ့ဒီလိုမျိုးတိုင်းဝိုင်းပြီးတော့ပြောတဲ့ခါကျတော့သူတိုင်းပြည်ကိုပြန်ကျင်စိတ်ပါတော့ဖြစ်ပေါ်ပြီးတော့လာအဲ့လိုအဲ့ဒီလိုဖြစ်တယ်ဆိုရင်ပဲတခါတည်း तू ကဒီကျန်တဲ့မင်းတွေလည်းလွတ်ပြီးတဲ့ခါကျတော့တိုင်းပြည်ကိုပြန်တယ်ပေါ့ဗျာအဲ့တော့ပြန်တဲ့ခါကျတော့လေ तू ချောချူဖြစ်သလားဆိုတော့နော်အဲ့တော့တိုင်းပြည်ကသူ့ကိုလက်မခံနော်အဲ့တော့ရှိနေတဲ့ကျန်တဲ့စစ်သူကြီးတွေရောမိဖုရားတွေရောအားလုံးကပါတော့လက်မခံတဲ့ခါကျတော့ဒီပုံကိုယ်တွေကိုလည်းပြန်ပြီးတော့အဲ့ဒါတယောက်ချင်းစီရောနော်ဘုရားလောင်းကလူတွေကိုစုဝေးစေပြီးတော့တယောက်ချင်းစီဥပမာမိဖုရားဆိုလေမိဖုရားနဲ့ပတ်သက်တဲ့အဆုံးမဩဝါဒတရားတွေနော်ဂါထာ12ပုဒ်နဲ့ဟောတာဗျာနော်ဂါထာ12ပုဒ်နဲ့ဟောတာအဲ့ဒါတွေကလည်းအကုန်လုံးအဲ့ဒါဂါထာတွေကလည်းဒါမှတ်သားတိုက်တဲ့ဂါထာတွေကြီးပဲနော်အဲ့တော့ဦးဇင်းတို့ဒါအချိန်မရလို့ပေါ့နော်အဲ့တော့ဒီလိုနဲ့နောက်ဆုံးတော့ပါတော့ဒါပောရိတာရကလည်းသူ့ရဲ့ပါတော့တိုင်းပြည်ကိုပြန်ရောက်သွားတယ်အဲ့ဒီလိုမှတ်အောင်နော်မှန်ပါဗျာဦးဇင်းတို့တရားဓမ္မတွေလည်းနော်ဒါဒီပောရိတာရဇက်ကိုနာပြီးတော့အတိညာဘုဒ္ဓတွေတစ်စင်းနဲ့တစ်စင်းတို့ပွားနိုင်ကြပါစေကုန်သတည်းကဲအမြဝေအောင်ဗျာဣဒံနောပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုဣမံပုံညဘာကံသဗ္ဗတတ္တနံပါစီမအစဉ်ဘယအဘိရောတို့ဤယနေ့ယခုလူရန်ရသောဒါနကုသိုလ်ဆောင်တိန်ရသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်အစွစွဝါဝါတိနိဗ္ဗာနတ္တမိစေတတံဉာဏ်ရမှန်သောဉာဏ်နိဗ္ဗာန်ဤပစ္စယောရာကြောင်းရောက်ကြောင်းကောင်းမြတ်သောအထောက်ပံ့သည်ဩတုစင်စစ်မသွေဖြစ်ပါစေတည်းဣမံပုံညဘာကံဤကောင်းမှုအစွစွတို့ဤအဖို့ဘာကကိုသဗ္ဗတတ္တနာ30ပုံ၌ရှင်လေကုန်သောလုံးစုံများစွာတတဝါတို့အားပါစီမအမြဘေဝေငါပါကုန်၏တို့များစွာတတဝါတို့သည်အကျွန်ုပ်တို့နှင့်အတူတကွာကုသိုလ်ကောင်းမှုအဖို့ဘာကကိုအနုမောဒံတုဝမ်းမြောက်နုမောသာဓုအနုမောဒနာဘောဇုနိုင်ကြပါစေကုန်သတည်းအာလုံးကြာကြာတည်းများအမြသုရောမူကြပါကုန်သောသာဓုအာလုံးကြာကြာတည်းများအမြသုရောမူကြပါကုန်သောသာဓုအာလုံးကြာကြာတည်းများအမြသုရောမူကြပါကုန်သောသာဓု
အလုံးစုံပါချမ်းသာဒီရကတိကြီးယောဂခတ်သိကြီးအန္တရာယ်ခတ်သိကြီးကြပါစေ